အားလုံးမင်္ဂလာပါကျွန်တော်နာမည်ရနိုင်အောင်ပါဆိုတော့အခုအမေးများတဲ့မေးခွန်းတစ်ခုကကျွန်တော်တို့ကပစ္စည်းစင်းဘယ်လိုတွင်းရမလဲဆိုတော့မေးခွန်းပေါ့နော်အဲ့ဒါတစ်ချက်ဒုတိယတစ်ချက်ကပစ္စည်းတွင်းပြီးသွားပြီးရောင်းမဲ့နေရာမှာလည်းရောင်းတာမပြဘူးဆိုတဲ့မေးခွန်းပေါ့ဒီတစ်ချက်ကိုကျွန်တော်ဖြေသွားပါဒါအမေးလက်ရှိမေးများနေတဲ့မေးခွန်းပေါ့နော်ဆိုတော့ကျွန်တော်တို့က storm dashware flow ကိုကျွန်တော်တစ်ချက်ပြောပြမယ်ဒီဖောက်တယ်ကနေနော်အခြားဝင်ငွေထီကအပေါင်းခလုတ်ထိုင်နေယူမယ်ကျွန်တော်အပေါင်းခလုတ်ထိုင်နေတယ်ဆိုတာဘာကိုပြောလဲဆိုတော့ပေါင်းနှိပ်နာမည်ထက်ဖုန်းနံပါတ်လေးစာထည့်ခြင်းထည့်မထည့်ခြင်းလေးအကျွေးပေးမှမပေးဘူးရွေးပေးပြီးတော့တင်ပေးလိုက်နော်အဲ့လိုမျိုးပဲပစ္စည်းသွင်းသူအပေါင်းနှိပ်နာမည်ထက်လိပ်စာဖုန်းနံပါတ်ထည့်ခြင်းထည့်မထည့်ခြင်းအဲ့လိုပုံစံမျိုးလေးနဲ့အခြားဝင်ငွေထီကကျွန်တော်တို့ကလှုပ်သွားတဲ့အချိန်မှာတကယ်ပစ္စည်းကအောက်မှာအဓိကအမျိုးအစားဒီမှာအဆင့်၄ဆင့်ရှိရပေါ့နော်အဓိကအမျိုးအစားမှာတော့ကျွန်တော်ထည့်ထားတာစားတော့ကုန်လူသုံးကုန်လျှက်စစ်ပစ္စည်းဒါကျွန်တော်ဆိုင်မှာပစ္စည်းအမျိုးအဓိကအမျိုးအစား၅မျိုးရောင်းအဲ့တော့အမျိုးအစားကွဲပေါ့နော်ဒီမှာအမျိုးအစားကွဲဆိုတာဘာကိုပြောလဲဆိုတော့အမှစားတော့ကုန်ဆိုပေါ့စီဆန်စားဆိုပေါ့ဟုတ်ပြီနော်ဒါကျွန်တော်စားတော့ကုန်အဓိကမျိုးစားတစ်ခုဆိုတော့မျိုးစားကွဲကိုသွားလိုက်ရင်အပေါင်းနှိပ်စားတော့ကုန်ရေးပြီးဆန်ပေါ့နော်ဆန်တိုကောက်ဆိုတော့စနော်ဒီလိုပုံစံမျိုးဒါမှမဟုတ်ကုတ်ပေါ့နော်ကုတ်ဆိုတော့စဒါမျိုးထည့်ပြန်အဲ့ဒါမျိုးစားကွဲထည့်ပြီးမှ unit မှာကျတော့ကျွန်တော်တို့ကခုပြီးပုံအိတ်ထုတ်လုံးခုဒါမျိုးတွေပေါ့ဗျာဒါမျိုးဒါတွေထည့်ပြရโอเคဒါမှလည်းအပေါင်းထက်ဒီလိုသွားလိုက်ယူနော်ပြင်ပစ္စည်းဒါကဘောင်ချာမှာပုံမဲ့နေရရေးကြည့်ရနော်ကျွန်တော်တို့ဘောင်ချာမှာ print ထုတ်ရင်ဒါပုံအဲ့တော့ဒီမှာနာမည်လုံးဝတူလို့မရပင်အသေးစိတ်ထည့်ပြရဘလို့အသေးစိတ်လဲဥပမာဖြော်ရည်ဆိုပါတော့ဖြော်ရည်ဆိုရင်ဥပမာ blue mountain ဆိုပါတော့ blue mountain ဆိုရင်အမှအပြာရ blue mountain အပြာရဥပမာရေတန့်ဘူးဆိုရင်ရေတန့်ဘူးအသေးရေတန့်ဘူးဘူးကြီးဒါမျိုးပေါ့နော်အဲ့လိုမျိုးအသေးစိတ်ထည့်ပြရဒါပေါင်ချမှာပုံမဲ့ရဒီပစ္စည်းကိုဒီနေရာမှာထည့်ပြီးမှသာလျင်ရေးကြည့်ရနော်ကျွန်တော်ထပ်ပြမယ်ဒီပစ္စည်းကိုပေါင်ချမှာပုံမဲ့ပစ္စည်းကိုဒီနေရာမှာကျွန်တော်ထည့်တယ်ထည့်လိုက်တဲ့အချိန်ကျမှဝယ်ယူမှုဆိုတဲ့နေရာမှာပစ္စည်းဝယ်ဖို့အတွက်လာပြပြီဆိုတော့ကုန်ပစ္စည်းမှာကကိုရောင်းမဲ့ပစ္စည်းကိုတတ်မှတ်ပေးတာကျွန်တော်ထပ်ပြောမယ်နော်ကုန်ပစ္စည်းမှာကကိုရောင်းမဲ့ပစ္စည်းကိုတတ်မှတ်ပေးတာအဲ့လိုတတ်မှတ်ပြီးမှသာလျင်ဝယ်ယူမှုမှာလာပြတယ်ပထမဆုံးဝယ်ဒီဘာမှစသုံးတဲ့လူကကျတော့ရေတွက်တွေဘာမှရှိမှာမဟုတ်ဘူးဝယ်ဈေးတွေလည်းဘာမှရှိမှာမဟုတ်ဘူးကုန်တုံညတွေကြီးပဲဖြစ်နေမှာဘာလို့ဆိုတော့ဘာမှမဝင်ရတယ်လို့ကိုစသုံးတာပေါ့နော်အဲ့တော့ဝယ်ယူမှုမှာကျွန်တော်တို့ကကိုဝယ်ခြင်းတဲ့ဟာတွေကပေါင်းနှိပ်ပြီးတော့ supplier ပေါ့နော်ဒါဒီမှာပစ္စည်းသွင်းသူနော်ကိုကဘယ်သူဆရာဝယ်မလဲကိုရဲ့လုပ်ငန်းနေရရွေးပေးပါဆိုတော့ဒီနေရာမှာထည့်ခဲ့တဲ့နော်ဒီနေရာမှာထည့်ခဲ့တဲ့လုပ်ငန်းတွေရွေးပေးပြင်ရည်တွက်ထက်နော်ဒါမျိုးတွေထည့်သွားနော်ဘောနော်ဒါမျိုးတွေထည့်သွားပြီးတော့ဒီစိတ်ဒီပိုင်းဆိုရင်ကျွေးနေဝယ်တာအပြည့်ဆိုလက်ငင်းဝယ်တာဒီလိုအပြည့်လက်ငင်းဝယ်မယ်ဆိုရင်ဒီမှာဟိုငွေကောက်ရွေးပြရဆိုတော့ဒီငွေအကောင့်ထဲမှာငွေရှိဖို့လိုတယ်လက်ငင်းဝယ်မယ်ဆိုရင်မရှိရင်ဝယ်ခွင့်မပေးဘူးနော်အမျိုးခါကျရင်ဒီခလုတ်ကမှိန်နေမှာနော်ဝယ်တဲ့ခလုတ်ကကဲပစ္စည်းဝယ်လိုက်ပြီနော်ပထမကုန်ပစ္စည်းမှာကျွန်တော်ကရောင်းမဲ့ပစ္စည်းကိုသတ်မှတ်တယ်သတ်မှတ်ပြီးသွားရင်ဝယ်ယူမှုကနေကျွန်တော်ကကိုပစ္စည်းဝယ်ထည့်တယ်ပစ္စည်းဝယ်ပြီးရင်ရောင်းစေးသတ်မှတ်တယ်ရိုးရိုးလေးပဲကျွန်တော်တို့အပြင်မှာလှုပ်နေလို့ပဲစဉ်းစားကြည့်လိုက်နော်ကျွန်တော်ကကိုရောင်းမဲ့ပစ္စည်းသတ်မှတ်ပြီးရင်ပစ္စည်းဝယ်ပြီးရင်ရောင်းစေးသတ်မှတ်လိုက်ပြီဆိုတဲ့အချိန်ကြမှာဒီလက်လီအယောင်းလက်ကားအယောင်းမှာပစ္စည်းလာပြပြီဒါပဲပစ္စည်းလာပြပဲရောင်းမှုတယ်ရောင်းတဲ့အချိန်မှာအပေါင်းနှိပ်ဒါကတော့ကျွန်တော်ဒီကလုပ်ငန်းရှင်အကောင့်ပေါ့နော်ကျွန်တော်လုပ်ငန်းရှင်အကောင့်ဆိုကျွန်တော်လုပ်ငန်းနေရာကုန်မြင်ရတယ်အပေါင်းနှိပ်ပြီးရင်ဒီမှာမှိန်နေနော်ဒါလက်ကားဆိုရင်ဖောက်တယ်ရွေးပေးရတယ်လက်လီဆိုရင်ရွေးစရာမှာလက်လီဆိုရင်ဒီအောက်မှာပစ္စည်းရွေးပေးလိုက်တာ ਨੇ ကျွန်တော်တို့ကငွေရှင်းလို့ရတယ်နော်လက်လီအရောင်းကကျတော့ရွေးစရာမလိုဘူးเนาะဒါလူရွေးစရာမလိုဒီမှာငွေရှင်းရတယ်လက်ကားကျတော့ဝယ်သူရွေးကိုရွေးပေးရတယ်ဒီလိုပုံစံဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့က storm dot shop မှာရေးကြီးတာကကုန်ပစ္စည်းကနေကိုရောင်းမဲ့ပစ္စည်းကိုတတ်မှတ်ရဟုတ်ပြီနော်ပြီးရင်အပေါ်ကအဓိကမျိုးစားကွဲ unit ဆိုတဲ့နေရာကဒါ software မှာတွက်ချက်ဖို့အတွက်ခွဲပေးရတဲ့နေရာပစ္စည်းဆိုတဲ့နေရာမှာကိုပေါင်ချမှာပုံမဲ့နေရာဟုတ်ပြီနော်အဲ့မှာကိုရောင်းမဲ့ပစ္စည်းတတ်မှတ်ပေးကုန်ပစ္စည်းမှာဝယ်ယူမှုကနေပစ္စည်းဝယ်ထဲပြီးရင်ရောင်းဈေးနဲ့ short ဈေးမှာရောင်းဈေးတတ်မှတ်ပေးအဲ့ဒါဆိုရင်လက်လီအယောင်းလက်ကားအယောင်းမှာလှတော့နော်ဒါဆိုကျွန်တော်တို့ကဒါလေးတစ်ချက်ပေါ့နော်ဒီဟာလေးတစ်ချက်ကဒီလို flow လေးရှိတယ်ဆိုတာကိုကျွန်တော်လက်ရှိပထမဆုံးစသုံးဆွဲနေတဲ့လူတွေပို့ပြီးနားလည်ရလွယ်အောင်ကျွန်တော်ရှင်းပြတာဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ